မောင်လေးတို့ကိုအောင်သိန်းနဲ့ပညာ channel ကို subscribe မလုပ်ရသေးရင်လိုက်ထားကြအောင်ဒီလိုမျိုးမြန်မာစကားပြောဗီဒီယိုလုပ်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ကဝီပြန်ခံပေးရမယ်ပဲကျွန်တော်ကတော့ကြမ်းကြမ်းနေပဲသုံးလိုက်မယ်နော်ကြမ်းကြမ်းဝီပြန်ခံတာဒါတကယ်တော့ဝီပြန်ခံတာပြကြမလို့ပေါ့ကျွန်တော်ကခမရတော့အသေးစိတ်တစ်စင်ချင်းပြရင်လို့မလို့နှုတ်မဆိုရင်နားမလည်မှကြောက်လို့โอเคဝီပြန်ခံလိုက်ပြီဝီပြန်ခံတော့ကြော်ညာတက်တဲ့ကြော်ညာလေးကြည့်ပေးရောကြည့်ပေးပြီး close okay အဲ့ဒါပြီးကျွန်တော် browser တစ်ခုကျွန်တော်က Chrome နဲ့ကိုတွားလိုက်ပါဗျာ Chrome နဲ့ကိုတွားပြီးတော့ Germany Enterprise လို့ရေးရမယ် okay အဲ့ဒါလေးကို Germany Enterprise Google Cloud ဆိုရတာလေတူလဲအဲ့ကိုဝင်လိုက် start 30 trade တဲ့ရက်30တိတိ free တုံးလို့ရတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့က email တစ်ခုခုတည်းချိန်ပေးရမှာ okay ကျွန်တော်မှာတော့ email အများကြီးပဲရှိတဲ့ email တစ်ခုနဲ့ချိန်ပေးလိုက်မှာဗျာကိုနေညဝဲ email email နဲ့ကျွန်တော်က Chrome မှာ Google လောက် Google Mail ကလောက်ဝင်တာမလို့ဝင်ရတာဘူးလွယ်နေဆိုတဲ့နေရာမှာတော့ကိုထည့်ချင်တာထည့်ပေါ့ကဲဟုတ်ပြီ sign you ဆိုင်ကင်ယူလိုက်တဲ့မကောင်းကွာခုတလို့လိုင်းတိတ်မကောင်းဘူးโอเคရပြီဆိုရင် I want to do this later မလုပ်လိုက်ကြကြားနေမှာကြောက်တော့โอเคဒီနေရာမှာနော်ဒီမှာအပေါင်းလေးပေးမှတွေ့လားအပေါင်းလေးပေးမှအဲ့လိုနဲ့အောက်မှာတွေ့လား create video with video VEO okay အဲ့ဒီနေရာမှာကျွန်တော်လိုချင်တဲ့ဟာကိုပုံရိပ်မြန်မာလိုရေးလိုက်ရတယ်။ကျွန်တော်စာရရဒီ browser မှာဆိုမမှန်ဘူးဗျ။အဲ့ဒါကျွန်တော်လိုချင်တဲ့ဟာကိုပေါ့နော်ကျွန်တော်က note ထဲမှာများကိုလိုချင်တဲ့ဟာကိုဖြစ်ချင်တဲ့ဟာကိုအတေချာရေးပြီးမှဒီမှာပုံပေးပြီးထုတ်လိုက်ရတယ်။ okay ကြိုက်တယ်လို့ရေးလို့ရတယ်နော်။ကိုစိတ်ကူးရှိတယ်လို့ကိုညံစွမ်းရှိတယ်လို့မျိုးကိုရေးလို့ရတယ်။ကဲကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့မြန်ပဲပြလိုက်မြန်မာအဖော်တယောက်ရက်ကွက်တစ်ခုရှေ့မှာရက်နေတယ်ပေါ့အဲ့လိုနော်ကိုစိတ်ထဲမှာကိုစိတ်ကူးရှိတယ်လို့မျိုးညံစွမ်းရှိတယ်လို့မျိုးရေးလို့ရတယ်နော်ကျွန်တော်ပြောတဲ့အတိုင်းမရေးရရတယ်ဒါပေမဲ့ကျွန်တော်ကသူ့ကိုကတော့ပြောတဲ့စကားနဲ့ဒီဖြစ်ချင်တဲ့ဗီဒီယိုစမ်းတယ်ကွဲမှကြောင့်လို့ပြောတဲ့စကားကကျွန်တော်ကခွင့်သက်ခွင့်ပေးတယ်ကိုထည့်ပေးတာအားကြောင့်ပို့ကွဲတော့မှာပေါ့ဗျာဟုတ်တော့မလားအားကြောင့်ကျွန်တော်ကခွင့်သက်ခွင့်ပေးနေရေးပါတယ်ဒီမှာနော် note ထဲမှာကိုဖြစ်ချင်တဲ့ဟာလေးကိုပေါ့နော်အတိအကျကိုညာသားရှိတယ်လို့မျိုးအသေးစိတ်ရေးပြီးတော့မှဆိုနာ Gemini Enterprise မှာတွားပြီးတော့ဗီဒီယိုထုတ်ရရဗျကျွန်တော်ကဒီမှာလုံနီးကိုတော့အသေးစိတ်တစ်စင်းချင်းပြချင်လို့မလို့ပြတာပါတချို့လူတွေကြောက်လဲဒီလောက်အသေးစိတ်ပြရလဲပြင်းတော့မကြောက်တယ်မြန်မာဖောက်တယောက်ရက်ွက်တစ်ခုရှိမှရက်နေမယ်သူကမြန်မာလိုစကားတစ်ခုပြောတယ်မောင်လေးတို့ကိုအောင်သိန်းနီးပညာ channel ကို subscribe မလုပ်ရတဲ့လောက်ထားကြအောင်အဲ့လိုပြောမယ်တွေ့လားမြန်မာလိုပဲเนาะအဓိကကိုဖြစ်ချင်တာကိုလုပ်လို့ရတယ်ဒီလိုဟာမျိုးလေးရလဲဒါခက်စားပါတယ် YouTube မှာ TikTok မှာလူစကားပြောလေးကျွန်တော်ကိုယ်စားခွင့်ပေးတဲ့စာရာကိုပြောမယ်ဆိုပြီးတော့ထည့်ပေးထားတယ်တေချာစေချင်တော့ okay ပြီးတော့အဖေါ်ကိုမျက်နှာလေးနဲ့ပြုံခိုင်းလိုက်ပါရသူမကတော့သူ့မျက်နှာကပြုံး
နေမယ်တွေ့ရနော်ကိုယ်စိတ်ကူးရှိလို့ရေးလို့ရတယ်နော်ကျွန်တော်ပြောတဲ့အတိုင်းမရေးလည်းရတယ်တော့ဒီစာလေးကိုကွန်မန့်မှာလည်းချပေးပါမယ်ကျွန်တော်ပြောတဲ့အတိုင်းရေးချင်တယ်ဆိုရင်ကိုယ်စားကိုယ်ပင်နေရာလေးမှာပြောင်းပါနော်ပြီးတော့စောနာယူလာစာတာကိုဒီနေရာမှာပေးချလိုက်ပါပေးချပြီးရင်ဒီမှာတွေ့လားမြားလေးနှိပ်လိုက်အောင်ရတယ်ဒီမှာပုံထုတ်တဲ့ချိန်မှာတော့တော်တော်လေးကြာတယ်ဗျနော်တော်တော်လေးစောင်းရတယ်တန်းထုတ်လို့လည်းတန်းစိတ်ပြေချင်မှပြောပါမယ်နည်းနည်းလေးတော့ကြာတယ်သူကဗီဒီယိုထုတ်တာဆိုတော့ဗျပုံထုတ်တာလည်းတော့သူကပိုးပြီးတော့ကြာသွားမှာအဲ့ရကျွန်တော်ကစိတ်ရှိရှိနဲ့စောင့်โอเคရရနော်ရတဲ့ဗီဒီယိုလေးကျွန်တော်ကထောက်ကြည့်မယ် subscribe မလုပ်ရသေးရင်လိုက် โอเคသူက8စက္ကန့်ပဲရတယ်ဗျ8စက္ကန့်ဆိုလည်းမစိုးပါဘူးဗျ မောင်လေးတို့ နော်8စက္ကန့်နဲ့ကိုပြောချင်တဲ့အကြောင်းအရာကိုထိထိမိမိထည့်နိုင်ရတယ် လိုက်ထားကြအောင် 8စက္ကန့်โอเคရလာတဲ့ဗီဒီယိုလေးကိုကျွန်တော်က download ဆွဲမယ်ဆိုအဲ့ဒီဗီဒီယိုလေးတစ်ချက်ထိလိုက်ထောက်လိုက်ပြီဆိုရင်တွေ့လားအပေါ်ဆုံးညာဘက်တောက်မှာတွေ့လား download icon လေးပေါ်လာတွေ့လားလို့ဖိလိုက်ရင်အပေါ်ဆုံးညာဘက်တောက်မှာ download icon ပေါ်လာအဲ့ဒါကိုထိလိုက် yes download နှိပ်လိုက်အဲ့ဆိုရင်ပြီးသွားတယ် မောင်လေးတို့ ဖိုင်ဆိုက်က 1.95 ပဲရှိတယ်အဲ့ဆိုရင်မြန်မာစကားပြောဗီဒီယိုလေးရပါပြီ ထားကြအောင် အားလုံးမလိုက်လို့ကြည့်ပါနားမလဲမေးလို့ရပါတယ်